ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football Mood TV ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေဟုတ်ပြီဒီနေ့ကတော့ကျွန်တော် United အနေနဲ့ United နေပြ Amorim ကိုဘာကြောင့်အမြန်ဆုံးထုတ်ပယ်သင့်လဲဆိုတော့ချက်လေး6ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်ဒီဟာတွေကကျွန်တော်ရဲ့ personality အမြင်တွေမဟုတ်ပါဘူးကိုတော့ကုံကတက်လာတဲ့အချက်6ချက်ကိုညီကိုတွေအားလုံးကိုပြန်ပြီးတော့ကျွန်တော် sharing လုပ်ပေးခြင်းတာဖြစ်ပါတယ်ကဲဟုတ်ပြီကျွန်တော် Brentford ကို United အနေနဲ့ 3-1 နဲ့ရှုံးတဲ့ပွဲအပြီးမှာAmorim ဘာပြောလဲဆိုတော့သူ့ရဲ့နီးပြရာလူအတွက်သူလုံးဝစိတ်ပူပန်ခြင်းမရှိဘူးလို့သူပြောခဲ့တယ်အဲ့ဒီအချက်ကပဲသူ့ကို trust ဖို့ကွင်းကြီးမြခင်းစိမ်းပေါ်ကနေပြီးတော့သူ့ကိုညံဆုံးထွက်ခွာရမယ်အရှိရအောင်မြင်လာရပြီလို့ပြောရမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော် United ကPremier League သူကင်တွယ်ခဲ့တဲ့33ပွဲမှာ9ပွဲပဲနိုင်ထားသေးတယ်ဗျာ18ပွဲတီတီရှုံးထားတယ်ဒါကUnited တမိုင်းတစ်လျှောက်မှာအဆိုးအဆုံးနီးပြစရင်ဝင်လို့တော့မှပြောလို့ရတယ်ဗျ။ကဲဟုတ်ပြီကျွန်တော်နံပါတ်1ချက်ကိုတွားကြည့်မယ်ဗျ။နံပါတ်1ချက်ကတော့သူကပြောင်းလဲဖို့ညှင်းဆန်နေနီးပြဖြစ်နေလို့ဗျ။ပြောင်းလဲဖို့ညှင်းဆန်တာဆိုတာဘာလဲဆိုတော့သူ့ရဲ့formation 3-4-2-1 နဲ့ United နဲ့လုံးဝအမဝင်ဘူးဆိုတာကိုသူကိုယ်တိုင်တိလျက်နဲ့လုံးဝကိုသူကသူ့ရဲ့နီးစနစ်ပေါ်မှာသူကျွန်တော်ပြောခဲ့သလိုပဲယုံကြည်မှုလုပ်ခဲ့တယ်။သူ့ရဲ့နီးစနစ်နဲ့ပဲဖြစ်အောင်ကဘာမှမဆိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးဗျာအဲ့ဒါကပဲသူ့ရဲ့အားနည်းချက်လို့ဖြစ်သွားတယ်ဗျာအဲ့အချက်ကပြောင်းလဲဖို့ညှင်းဆန်တယ်အဲ့အချက်ကပဲသူ့အတွက်အားနည်းချက်တစ်ခုလို့ဖြစ်လာတယ်ကဲဟုတ်ပြီနောက်တစ်ချက်ကိုပြောမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အချစ်တော်ထိတ်တန်းကစားသမားတွေကိုသူကပထုတ်လို့ရှိအဲ့အချက်ကဘာကိုကြည့်ပြီးသိရလဲဆိုတော့ဗျာကျွန်တော်ချက်စီနဲ့ပွဲမှာ Casemiroအနီထိသွားရပေါ့နော်အဲ့ချိန်မှာကိုဘီနဲ့မိုင်းနူကိုတုံးလို့ရတယ်ဗျာဒါပေမဲ့ကိုဘီမိုင်းနူလိုမျိုးအရေးချင်းရှိတဲ့လူငယ်ကစားသမားကိုမတုံးမဲနဲ့ဥကာဒေးလိုမျိုးကစားသမားကိုတုံးတယ်ပေါ့နော်ကိုဘီမိုင်းနူနေနဲ့ဒီအရေးတွေဒီအရေးအယောင်တွေကိုသူမြင်ခဲ့တယ်ဗျာမြင်ခဲ့လို့ United ကနေပြီးတော့သူ့အနေနဲ့ထွက်ခွာခြင်းတယ်ပေါ့နော်ထွက်ခွာတာတော့မှသူကအငှားနဲ့ပဲထွက်ချင်တာပါလူမျိုးထွက်ချင်တာမဟုတ်ပါဘူးအငှားနဲ့သူ့အနေနဲ့ဒီရုပ်ဆွာဆုံးပြောရမယ်ဆိုရင်ဗျာသူအမိုရင်းလက်အောင်မှာကစားချင်တာဖြစ်တဲ့အတွက်သူကထွက်ခွာခွင့်တောင်းတာဗျာအငှားထွက်ပြီးတော့သူ့လက်အောင်မှာကစားချင်တာဒီကပြီးတော့ကစားလဲကစားမှာမဟုတ်ဘူးဆိုတော့သူကြိုတိထားပုံရပါတယ်နောက်တစ်ချက်ကဝိုင်လန်ဗျာဝိုင်လန်နာပိုလီရောက်သွားတဲ့ဝိုင်လန်ဆိုရင်သူ့ကိုအမိုရင်းနဲ့သူဆွေးနွေးခဲ့တယ်ပေါ့နော်ဘယ်လိုဆွေးနွေးခဲ့ရလဲဆိုတော့သူ့ရဲ့နေရာအတွက်သူတိုက်ပွဲဝင်ခြင်းစိတ်အပြည့်ရှိပါတယ်လို့သူဆွေးနွေးခဲ့တယ်ဒါပေမဲ့လည်းသူမကြိုက်တော့ခါကျတော့အမူတွေကပါထုတ်လိုက်တယ်ဗျာ။ကဲနောက်တစ်ခုကအဲ့ဒီကျွန်တော်ပြောခဲ့သလိုပဲအာနာချိုဆိုလဲထိုနီ၎င်းပဲဆန်ချိုကတော့ထားတော့ဗျာဆန်ချိုကတော့ကောင်းရဲ့ဟိုကဒီလိုပဲနောက်တစ်ယောက်ကကျွန်တော်တို့ Rashford ပေါ့နော်။ကဲအဲ့လိုမျိုးပေါ့နော်ကစားသမားကောင်းတွေကိုသူကချစ်တော်ပေါ့ပြိသက်ချစ်တော်ကစားသမားတွေကိုသူကပထုတ်တယ်နံပါတ်2ချက်ကပေါ့နော်နံပါတ်1ချက်ကသူကသူ့ရဲ့နီးစနစ်ကိုပြောင်းလဲဖို့ညှင်းဆန်တယ်နံပါတ်2ချက်ကကျွန်တော်ထိတ်တန်းကစားသမားတွေကိုသူကပထုတ်တယ်ပေါ့နော်နောက်တစ်ချက်ကနံပါတ်3ချက်ကတော့ရလက်ကောင်းတွေကိုသူကဆက်ထိန်နိုင်တယ်မရှိတဲ့နီးပြဗျာပြောမှဆို no momentum ဗျာအဲ့ဒါဘာလဲဆိုတော့ United တင်ကခုချိန်ထိပေါ့နော်Premier League နှစ်ပွဲဆက်နိုင်နေပါညာဆိုတာမရှိသေးဘူးဗျာဒီဟာကြီးကတော်တော်ရည်ချင်းစရာကိုကောင်းတယ်ဘလို့ပဲစဉ်းစားရည်ချင်းစရာကောင်းတယ်ဗျာ United အနေနဲ့ Premier League နှစ်ပွဲဆက်မနိုင်ဘူးဆိုတာကြီးကဒီနီးပြလက်ထက်မှာပေါ့နော်ပြောချင်တာဒါပေမဲ့လည်း Chelsea ကိုသူနိုင်ရပြီးတဲ့နောက်မှာ Premier League နှစ်ပွဲဆက်နိုင်ဖို့သူ့မှာခွင့်ရတစ်ခုရလာခဲ့တဲ့ဒါပေမဲ့လည်းသူမလုံနိုင်ခဲ့ဘူးဗျာမလုံနိုင်ခဲ့ဘူးမရှုံးအောင်တော့မှသူလာနိုင်ခဲ့ဘူး Brentford ကိုအဲ့ဒါပဲဗျာအဓိကအကြောင်းရင်းရတော့နောက်တစ်ချက်ကသူ့ရဲ့အခြေခံအမားတွေဗျာအခြေခံအမားတွေဆိုတာကဘာလဲဆိုတော့သူ့ရဲ့ system ကသူကပြဿနာမဟုတ်ဘူးလို့သူကခဏပြောနေပေမဲ့လည်းသူ့ရဲ့ formation ဒီ system ကြီးကအလုံးမဖြစ်ဘူးဆိုတာကြီးကိုအကုန်လုံးကသိနေပြီဗျာပြောချင်တာခေါင်းမာတာဗျာပြောချင်တာခေါင်းမာတာဘာကိုကြည့်ပြီးသူသိရလဲဆိုတော့ Manchester Derby မှာကြည့်လိုက်ဗျာဟာလန်နဲ့အပြိုင်ပြေးတဲ့နေရာမျိုးတွေမှာမပြေးနိုင်ဘူး3ယောက်ကြားနေပြီးတော့ထွက်သွားတာမျိုးတွေဒါက4ယောက် full back ဆိုရင်ဒါတွေကပြ
ပြဿနာမရှိတော့ဘူးဗျာဒါပေမဲ့3ယောက်တန်းဖြစ်နေတယ်သူတို့မထိန်နိုင်ခဲ့ဘူးကျွန်တော်ပြောသလိုကောင်းတာတွေမှာအားနေတယ်အမြင်ဘောတွေမှာရှင်းထုတ်တာတွေအားနေတယ်နောက်တစ်ခုကကော်နာဘောတွေမှာဂိုးပေးရတာတွေများတယ်ဒီနီးစနစ်ကနောက်တစ်ခုကကျွန်တော်တို့ဘရူနိုဖာနန်ဒက်လူသားသမားတော်မှာကျွန်တော်အရင်ပြောခဲ့တယ်ပင်နယ်ဒီမဝင်ရာလောက်အောင်ကိုယုံကြည်မှုတွေကပြက်ပြားနေရတဲ့အခြေအနေတွေပေါ့နော်အဲ့ဒီအချက်တရားပဲအမိုရင်းကိုထုတ်ပယ်ဖို့လုံလောက်တယ်ပေါ့နော်ပြောချင်တာကကစားသမားတွေကိုမန်တယ်ပိုင်းကိုလည်းမြင့်တင်ပေးနိုင်စွမ်းမရှိတဲ့နည်းပြမျိုးဖြစ်နေရဗျာဒီကပြောရမယ်ဆိုရင်တော့နောက်တစ်ခုကရာလက်တွေကနေပြီးတော့သူ့ကိုဖြည့်ပေးနေတာဗျာရာလက်ဆိုးတွေဗျာဟုတ်ပြီသူ Brentford ကိုရှုံးပြီးရဲ့နောက်ပိုင်းမှာ Amorim Premier League 33ပွဲကိုင်တာမှာ34မှတ်ပဲရထားသေးတယ်စိုးရိမ်ကြအရန်ကောင်းတယ်နော်အဲ့ချက်ကဘာလို့စိုးရိမ်ကြကောင်းတာလဲဆိုတော့ပြန်မြတပွဲကိုသူကဘယ်လိုပြောမလဲ1.31ရာခိုင်နှုန်းပဲနိုင်ရထားတဲ့နီးပြဗျာအဲ့ဒီ33ပွဲမှာ34မှတ်ဆိုတာကရာသီတစ်ခုလုံးမှာဆိုရင်39မှတ်ပဲရအောင်ဗျာကဲ39မှတ်ဆိုတဲ့ဟာကဘယ်လောက်ဆိုရင်ဒါကောင်းလဲဆိုရင်ကျွန်တော်တို့ United Champion ဖြစ်ခဲ့တဲ့2010-2011ရာသီမှာဘလက်ပူးနဲ့ဘာမင်ဂန်တို့ကနှစ်သင်းစလုံးများ39မှတ်နဲ့တန်းဆင်ခဲ့ရဘူးကျွန်တော်တို့အဲ့အခြေအနေတွေကိုရောက်တော့မှာဗျာဒီကပြဿနာတွေကတော့ဒီလောက်ကြည့်ထိမဟုတ်ပါဘူးကွာမစိုးဝါလာပါဘူးဆိုရင်များမျိုးစစ်ကြိုက်လွတ်ထားကြည့်လိုက် United ကအခုကသူ့ရဲ့ဒီစနစ်ကြီးကအသင်းတိုင်းသိနေဗျာ။ဘာဒီစနစ်မှာပြောင်းလဲမှုမရှိဘူးဆိုတော့အသင်းတိုင်းသိနေပြီ။တခြားမကြည့်နဲ့ဗျာ။ Man City သူ့တင်းရားလက်ဆိုးနေတယ်ဗျာ။ကွာရားလက်ဆိုးနေသူဘာလုပ်လဲ။အသင်းတစ်တင်းကဘယ်လိုပြောရမလဲ။ရားလက်တစ်ခုဆိုးနေပြီ။သူအသင်းကိုလမ်းကြောင်းမှန်မဟုတ်တဲ့ကျင်နေဆိုရင်ဘာလုပ်ရလဲဆိုတာအသင်းကိုမရှုံးအောင်လုပ်ရတာဗျာ။မရှုံးရင်ရပြီ။အဲ့တော့ခါကျတော့အာဆင်နယ်နဲ့ပွဲမှာသူကြည်လိုက်သူတစ်ခါမှမကစားဘူးတဲ့နောက်တန်းပိတ်ဆော့တဲ့ပုံစံမျိုးနဲ့ကိုပဲမန်စီးတီးကဆော့သွားတာအဲ့ဒါအလကားတက်ဆော့သွားဘာလို့ဆော့သွားလဲကျွန်တော်ပြောသလိုပဲရှားလက်ထိန်းနေတာသူတို့ကသူအတင်းရဲ့ပုံစံတစ်ခုဖောင်တစ်ခုကိုထိန်းထားခြင်းအဲ့ဒါကြောင့်မလို့သူကနောက်တန်းကိုပိတ်ဆော့တဲ့ကစားပွဲကြီးနဲ့အဲ့နေရာဆိုရုပ်ပြစင်ပြကိုပဲမန်စီးတီးကဆော့ပြသွားတာဗျာဆော့သွားတာသူတစ်ခါမှမဆော့ဘူးအဲ့ဒီလိုကနေဟုတ်ပြီဗျကဲနောက်တစ်ချက်ကတော့ကျွန်တော်ပြောတယ်အပြတ်သဘောဆောင်တဲ့မှတ်ချက်တွေအပြတ်သဘောဆောင်လာတဲ့ပတ်ဝန်းကျင်အဲ့ဒါဘာလဲဆိုတော့သူ့တခြားလူတွေရော social media မှာတွေရောပရိသတ်တွေရောကစားသမားတွေကတော့ကိုယ့်ရဲ့ coach ဖြစ်နေတဲ့အတွက်မပြောရတာပဲရှိလိမ့်မယ်ဗျာသူ့ပတ်ဝန်းကျင်တစ်ခုလုံးကကျွန်တော်ပိုင်ရှင်ပေါ့နော် Sergio Ratcliffe ကတော့သူ့အပြည့်အဝထောက်ခံနေပဲပြောနေပြီမြဲသူ့ရဲ့ဘေးပတ်ဝန်းကျင်မှာသူ့ကိုထောက်ခံတဲ့လူကမရှိသလောက်ရှားလာပြီဗျ။ဘယ်လောက်ထိသူ့ကိုရှားလာပြီလဲဆိုရင်ဗျာမီဒီယာတွေဘာတွေကအစသူ့မေးလိုက်ပြီဆိုရင်ဒီနီးစနစ်ကြောင့်မလို့လားဆိုတော့ခါကျတော့သူ့ရဲ့စကားပြောပုံဆိုပုံတွေမကြိုက်တော့ဘူးဗျာတော်တော်များများဘယ်လိုပြောလဲဆိုရင်မင်းတို့ကောင်တွေကငါရှုံးတဲ့ချိန်ကျတော့ငါနီးစနစ်ကိုပြောတယ်ငါနိုင်တဲ့ချိန်ကျငါနီးစနစ်ကိုမင်းတို့ဘာလို့မဝေဖန်တာတော့ဘာညာဘုံဆိုတဲ့ပုံစံမျိုးပြောပြနော်ပြောချင်တဲ့အဓိပ္ပာယ်ကတော့အချက်6ချက်ပေါ့နော်အချက်6ချက်ကိုကျွန်တော်ပြောပြတော့ဒါ sharing လုပ်တာပါနော်အပြတ်သဘောဆောင်တဲ့မှတ်ချက်တွေအပြတ်သဘောဆောင်လာတဲ့သူ့မှာပတ်ဝန်းကျင်တွေရှိလာတယ်နောက်တစ်ချက်ကအခြေခံအမှားတွေနောက်တစ်ခုကသူ့ရဲ့ရားလက်တွေကသူ့ကိုထုတ်ပယ်ဖို့အဖြေတွေပေးနေတယ်လို့ပဲဖြစ်နေတယ်နောက်တစ်ချက်ကကျွန်တော်ပြောသလိုပဲပြောင်းလဲဖို့သူကညှင်းဆန်တဲ့နေပြနောက်တစ်ချက်ကထိတ်တန်းတဲ့ခသားသမားတွေသူကပထုတ်တဲ့နေပြနောက်တစ်ချက်ကရလက်ကောင်းတွေကိုဆက်ထိန်နိုင်စွမ်းမရှိဘူး no momentum မရှိတဲ့နေပြဖြစ်နေတာပေါ့နော်ကဲဟုတ်ပြီမိတ်ဆွေတို့ညီကိုတို့အမြင်ရောဘယ်လိုသဘောရလဲဒီအချက်လေးတွေပေါ်မှာအမြန်ဆုံးအမိုရင်ကိုထုတ်ပေးခြင်းပြီလားဒါမှမဟုတ်ရင်အမိုရင်ကိုအချိန်တစ်ခုပေးရအောင်မယ်လို့ညီကိုတို့အနေနဲ့မြင်လားဆိုတာကိုဆွေးနွေးကြလို့ရပါတယ်နော်ကဲဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့ Football Move TV ကနေပြီးတော့ဆုတောင်းပေးပါရစေဗျာနော်